ကျွန်တော်အခုလက်ထဲမှာကင်ထားတဲ့ဖုန်းကတော့ eBay မှာဒေါ်လာ3သိန်းနဲ့တောက်နော်ဘတ်နဲ့အတွက်မယ်ဆိုလို့ရှိရင်ဘတ်9.9ဒန်မြန်မာငွေသိန်းပေါင်းတက်တောင်တက်လို့မရတော့ဘူးပမာဏတခုဒီဘက်မှာကျွန်တော်ပြတာပေးလိုက်မယ်ဒီဘက်မှာဖြစ်ပမာဏတခုမြန်မာငွေနဲ့ဆိုဘယ်လောက်ဆိုပြတာပေးမယ်အဲ့ဒီပမာဏတခုရှိတဲ့ဖုန်းကိုကင်ထားတာဖြစ်ပါတယ်လာပါကောင်း sharing ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်လက်ထဲမှာကင်ထားတဲ့ဖုန်းကတော့ eBay မှာဒေါ်လာ2သိန်း3တောင်း3သိန်းတော့မဟုတ်3သိန်း2တောင်းဘတ်နဲ့တွေ့ရင်9.9တန်တန်နဲ့ဖုန်းတော့မဟုတ်ပါဘူးဒီဖုန်းလေးက Apple ကထုတ်တဲ့ပထမဦးဆုံး iPhone ဖြစ်တဲ့ iPhone 2G ဖြစ်ပါတယ်ဘာကြောင့်မို့လို့ကျွန်တော်လက်ထက်ကဖုန်းကတော့အဲ့လောက်မပေးရဘဲနဲ့ eBay မှာတင်တဲ့ဖုန်းကဒေါ်လာ3,000ပေးရပြီးတော့မှဘတ်နဲ့တွေ့ရင်10တန်းဒီပါပြတ်တယ်ဆိုရင်တော့ဟိုကောင်ကကြောက်ဒီဖုန်းလေးကို brand new bargain လုံးဝစီးမဖွင့်တာတွေအလုံးဖြစ်ပါတယ်ကဲထားပါတော့ကျွန်တော်လက်ထက်ကဟာဒီလုံးဝ brand new bargain တော့မဟုတ်ဘူးဒါမဲ့ 99.9% တက်နဲ့ use ဖုန်းဖြစ်ပါတယ်အကောင့်မှာ display အကုန်ကောင်းပါတယ် bluetooth wifi အကုန်လုံးအဆင်ပြေပါတယ်ကျွန်တော်ပြောချင်တဲ့သဘောကဒီနေ့ sharing လုပ်ချင်တဲ့အကြောင်းအရာဒီ Apple iPhone တစ်လုံးကိုဟိုကတော့ parking ပိတ်ပေါ့နော်ဒါပေမဲ့ iPhone တစ်လုံးကိုဘာကြောင့်မို့လို့ဒေါ်လာသိန်းနဲ့ကြီးဘတ်တန်းနဲ့ကြီးပေးရတယ်လဲဆိုလို့ရှိရင်ကျွန်တော်ကပြောချင်တဲ့သဘောကဒီဖုန်းလေးကထွက်ခဲ့တဲ့ဥစ္စာကဘာပေါ်မှာပထမဦးဆုံး touch screen iPhone ဖြစ်ပါတယ် touch phone တွေရဲ့အစလို့ပြောရမယ်ဆိုတော့ပြောလို့ရပါတယ်ခင်ဗျာဆိုတော့ဘာကြောင့်အဲ့လောက်တောင်တန်ဖိုးရှိတယ်လဲဆိုလို့ရှိရင်ဒီလိုမျိုးရိုးတာမှန် iPhone 2G ပေါ့ဟိုလိုပါကင်ဘိတ်တော့မဟုတ်ဘူးဒါပေမဲ့ရိုးတာမှန် iPhone 2G use phone တစ်လုံးနေတောင်မှ display ဒီလုံးဝ 100% အထင်ငေါမရှိသုံးဆွဲလို့ရတာဖြစ်ပါတယ်ကင်မရာကြည့်မလားကင်မရာဒီလဲ resolution image ကောင်းမွန်ပါတယ်ဟုတ်ပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီ wifi ချိန်မလား bluetooth ချိန်မလားအကုန်လုံးပုံမှန်ဖုန်းတစ်လုံးလို့ကောင်းမွန်တုံးလို့ရပါသေးတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့သဘောကရှင်းပြောရင်နှစ်ပေါင်း20နီးပါး2000ကထုတ်ခဲ့တဲ့ဖုန်းဖြစ်တာနှစ်ပေါင်း20နီးပါးဖုန်းကရိုးတိတ်ကိုင်းမယ်ဆိုရင်ဒီလိုမျိုးနှစ်ပေါင်း20အထိကို battery လဲကောင်းမွန်တုံးတရက်ခွဲတုံး2ရက် AC ခံပါတယ် battery ရော bluetooth wifi အကုန်လုံးတာမန်ဖုန်းတစ်လုံးကဲ့သို့ display ကလည်း3.5 လက်မှရှိပေမဲ့လေတေးကွေးနဲ့အကုန်လုံးသုံးလို့ရတယ် game ဆော့ဖို့မပြောဘူးတာမန်ဖုန်းပြော Safari ပေါ့ browser သုံးအကုန်လုံးသုံးလို့ရတယ်ဖြစ်တယ် bluetooth ချိန်လို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလောက်နှစ်ပေါင်း20နီးပါးကြာတဲ့ဖုန်းတစ်လုံးဟာအကုန်လုံး fashion ဆုံးအသုံးပြုလို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ iPhone ရဲ့ quality iPhone ရဲ့ရေရှည်ခံမှုနဲ့ iPhone တွေရဲ့အတုံးဝင်မှုနဲ့တာရှည်ခံမှုဟာဘယ်လောက်လဲဆိုတာကိုဒီမှာနေတွေ့လို့ရတယ်ဒါကကျွန်တော်လက်ထက်မှာကင်တဲ့နောက်ဆုံးပေါ် iPhone 17 Pro Max ဖြစ်တယ် iPhone 17 Pro Max နဲ့ဒီ iPhone 2G လေးရဲ့ difference between ပေါ့နော်အဲ့အကြောင်းအရာကတော့ specification ကကျွန်တော် phone reviewer မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်မှာဖြစ်ကျွန်တော်ပြထားပေးမယ်အဲ့အကြောင်းမို့လို့ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းအရာကဒီလိုမျိုး iPhone ကိုကျွန်တော်လက်ထဲမှာကင်ထားတယ်လို့ iPhone မျိုးကိုparking bait brand new ဆိုလို့ရှိရင်ဒေါ်လာ3,000ဘတ်နဲ့10တန်းဒီပါပေးရခြင်းဒီ Apple ရဲ့ quality အရေးအတွေ့ ecosystem ရဲ့တန်ဖိုးနဲ့ Apple ရဲ့ကြာရှည်ခံမှုအစတဲ့အချက်တွေကြောင့်မို့လို့ဒီလောက်တောင်မှတကယ် collector လုပ်တဲ့လူတွေကမြင့်တန်ဖိုးထားပြီးတော့မှparking bait ကိုစုကြဝယ်ယူစုဆောင်းရခြင်းဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဒီ iPhone 2G ကို immediate တန်ဖိုးထားပြီးမြန်နှုန်းအားကြီးတဲ့အတွက်ကြောင့်မို့လို့ဟောဒီလိုအပွန်းစင်းအနာလာခင်ပြီးအရာအားလုံးပြည့်စုံတဲ့ဖုန်းကောင်းတစ်ခုကိုကျွန်တော်ရအောင်လို့ကျွန်တော်ရှာဖွေပြီးမှဈေးကောင်းပေးဝယ်ပြီးတော့မှတေချာ collect လုပ်ခဲ့ရဖြစ်ပါတယ်ကျွန်တော်ကတော့ခုနလိုမျိုး market မိတ်တော့မဝင်နိုင်ဘူးဒါပေမဲ့ good use ဖုန်းတစ်လုံးပြင်ကျွန်တော်ဝယ်ယူပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းတန်ဖိုးထားရဲ့သိစေရမယ်လို့ကျွန်တော်ပြောကြားရင်းနဲ့ Apple ပါပဲဆိုတာဒါကြောင့်မှလို့ပြောကြားရင်းအားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါဦးအားလုံးပဲ bye bye